အားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေနေ့စဉ်ပြတင်ဆက်ခံမှပေးနေတဲ့မိမခါ YouTube channel နဲ့တော့ကြိုးစားပါရဗျဒီနေ့ကဆိုလို့ရှင်တော့ဒါမေလ2ရက်နေ့ဒီနေ့စနေညပေါ့ဗျာဒီညမှာပွဲစဉ်ကောင်းတွေအများရှိတယ်ဒီနေ့ကတော့လီအသီးသီးကနေကစားပြီဆိုတော့ဒီထဲမှာကျွန်တော်တို့အကြိုက်တွေ့ဆုံးပွဲစဉ်နောက်ကျပိုင်းလာမဲ့ပွဲတွေပေါ့ပွဲစဉ်၄ပွဲရွေးချယ်ထားပါတယ်ပရီးမီးယားလိပွဲစဉ်က1ပွဲစီးတီးက2ပွဲစပိန်လာလီဂါပွဲစဉ်1ပွဲအားလုံး4ပွဲပေါ့အခုပထမဆုံးပွဲအနေနဲ့ပရီးမီးယားလိပွဲစဉ်တွေကနောက်ကျပိုင်းလာမဲ့ည7:00နာရီချိန်မှာကစားမဲ့အာဆင်နယ်နဲ့ဖူအန်တို့ရဲ့ပွဲလေးကိုအရင်ဆုံးခန့်မှန်းပေးခြင်းတယ်ဗျသူကည7:00နာရီမှာကစားမှာဖြစ်တယ်ပေါက်ကြီးကကျတော့အာဆင်နယ်တလုံးကို30အနှုတ်ခုမနေ့ကတော့တလုံး30အနှုတ်20အနှုတ်ဒီပုံစံလေးပြောင်းနေတယ်ဗျဂိုးပေါင်းကဆိုလို့ရှင်တော့3လုံးကိုမနေ့က80ပေါင်ခုလက်ရှိကျွန်တော်ကြည့်တဲ့အချိန်မှာ3လုံးကိုတရားပြေပေါင်းဒီပုံစံမျိုးဖြစ်နေတာတွေ့တယ်သူတို့နှစ်သင်းကဒါနှစ်သင်းလုံးတို့ကတော့အရေးပါတယ်အာဆင်နယ်ဆိုလို့ရှင်လည်းကိုကအဆင့်1မှာရှိတယ်အဆင့်1ကသူ83မှတ်သူ့အောက်ကဒီမန်စီးတီးဆိုလို့ရှင်တပွဲအယောနဲ့ပေါ့ရမှတ်80ရထားပြီအာဆင်နယ်ကတော့ကိုက30နဲ့4ပွဲကစားပြီးသွားပြီပေါ့အာဆင်နယ်တပွဲအပိုနဲ့အခုလက်ရှိနောက်ထပ်လည်းတပွဲထပ်ကစားတော့မှာဗျအဲ့ဒါဆိုတော့မန်စီးတီးကတပွဲယောနဲ့ရမှတ်3မှတ်ပဲယောနေတာဆိုတော့အာဆင်နယ်တို့အနေနဲ့လက်ကျန်၄ပွဲကိုနိုင်အောင်ကစားနိုင်မှဒါအမှတ်ပေးပလားအောင်ဒါတော့မှသူရာကိုများနေမှအဆင်ပြေမှာအာဆင်နယ်မန်စီးတီးနဲ့ရမှတ်တူသွားမယ်ဆိုတော့မှဒါရာကိုများဖို့လိုအပ်တယ်အဲ့ဒါဆိုတော့အာဆင်နယ်တို့အနေနဲ့ချန်ပီယံလိပွဲစဉ်မှာလည်းဒါတလွဲတချော်လုံးလို့မရအောင်အမှတ်ပေးပလားမှာလည်းအရန်ကိုအာရုံစိုက်နေရတဲ့ကာလအခုကကစားမှာအိမ်ခွင်းဗျဖူအန်ကိုသူအဝေးကွင်းတော့သူနိုင်ထားတယ်ဗျစီဝမ်းနဲ့နိုင်ထားတယ်ခုကအိမ်ကွင်းကနေတလုံး20ရှုံးမနေ့က30ခု20ရှုံးဒီပုံစံတော့ပေးတယ်ဗျအာဆင်နယ်ပွဲကလည်းနည်းနည်းပန်းတယ်ဗျနောက်ပြီးတော့သူ့အတွက်အရေးကြီးတယ်ဆိုပေမဲ့လို့ဖူအန်ကလည်းဒါအဆင့်30မှာဖူအန်ကလည်းခုပွဲကိုနိုင်လိုက်မယ်ဆိုရင်အခုရမှတ်ကဘာမှ48မှတ်ကိုပွဲနိုင်မယ်ဆိုရင်50နဲ့1မှတ်51မှတ်ဆိုရင်ဒီ Brighton ကိုလက်ရှိရမှတ်50ပဲရှိသေးတယ်အဆင့်6ကလေယူရိုပါလိဝင်ခွင့်ရတဲ့အတင်အတူရမှတ်50ပဲရှိတယ်အဲ့ဒါဆိုတော့အဲ့ဒီဥရောပဝင်ခွင့်နေရာကိုနှိစက်တယ်ဗျဖူအန်တို့အနေနဲ့လည်းအဲ့ဒါဆိုတော့စူးစမ်းမှာဒါကလန်ဒန်ဒါဘီပွဲစဉ်လည်းဖြစ်တယ်ဗျအဲ့ဒါဆိုတော့ဖူအန်တို့အနေနဲ့လည်းသူအစွမ်းကုန်စူးစမ်းမှာအဝေးကွင်းကနေပြီးတော့သူလည်းကမျှော်လင့်ချက်ရှိတော့ဥရောပဝင်ခွင့်ရမယ့်နေရာကိုရောက်ပါဗျအဲ့ဆိုဒီဘွဲတော့အကျိတ်နယ်ဖြစ်လိမ့်မယ်ဗျာအာဆင်နယ်တလုံးကို20ရှုံး30ရှုံးသူ့အတူပေးလေကျွန်တော်တို့ဒီဘွဲဖူအန်ကြိုက်တယ်ဖူအန်ကြိုက်တယ်ဆိုတော့အာဆင်နယ်နိုင်တော့မှတလုံးအတာပဲနိုင်လိမ့်မယ်ဘိုးပြက်ထီအောင်တော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ခန့်မှန်းနေဗျဘာလဲဆိုတော့အာဆင်နယ်ကခုနောက်ပိုင်းသူအသေးအတန်ဒီချန်ပီယံလိလည်းကစားတယ်ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းတလွဲတကြော်ဖြစ်လို့မရဘူးဗျာသူ့အနေနဲ့မရှုံးအောင်အဓိကအာရုံစိုက်ကစားတယ်ဗျာအနေဆုံးသေရလက်ရအောင်ပေါ့အနိုင်နဲ့သေရလက်ရအောင်ဆိုတော့သူ့မှာနည်းနည်းစိတ်အရန်လှုပ်ရှားလို့မရအောင်တလုံးလောက်သွင်းပြီဆိုလို့ချင်းသူအနိုင်ရလက်နဲ့ပိုင်ဖို့နည်းနည်းထိန်းလာတာတော့ဘာလို့ဖြစ်နိုင်လဲတစ်ဖက်တင်းကတလွဲတလျှော်အရန်များဖြစ်နေတာအဲ့လိုမဖြစ်ဘူးဆိုလို့ချင်းတစ်ဖက်တင်းကလည်းကောင်းနေတယ်ဆိုရင်သူကနောက်ထပ်ဂိုးပြန်မပေးရဘူးလောက်ကိုပဲအဓိကအားပြုကစားတာဗျထက်တစ်ဖက်တင်းကခုနအလွဲတကြော်လို့ရင်တော့ထက်သွင်းမှာပေါ့အဲ့လိုမှမဟုတ်ပဲတစ်ဖက်တင်းကလည်းပြန်လာတိုက်စစ်ဖွင့်နေဆိုလို့ချင်းဒါအာဆင်နယ်ကခံစစ်ပိုင်းကိုနည်းနည်းအားပြုသွားမှာတလုံးလောက်သွင်းပြီအဲ့ဒါဆိုတော့ကျွန်တော်ဒီဘက်2နိုင်တော့တလုံးအတာနဲ့ပဲနိုင်လိမ့်မယ်ဒီပုံစံမဲ့ခံမှန်းကျွန်တော်ဒီဘက်ဖူဟန်ဘက်ကလည်းတလုံးလောက်တော့သွင်းလိမ့်မယ်ဗျာအာဆင်နယ်နိုင်တော့မှပဲ2-1ဒီပုံစံလောက်ပဲဖြစ်လိမ့်မယ်ကျွန်တော်ဒီဘက်body ဆိုတော့ဖူဟန်ကိုရွေးတယ်ဗျလန်ဒန်ဒါဘီပွဲစဉ်လည်းဖြစ်တယ်ခုနဖူဟန်တို့အနေနဲ့နိုင်ဥရောပဝင်ခွင့်ကိုလည်းနီးစပ်သွားပြီဆိုလေသူလည်းကြိုးစားမှာပါဒီဘက်လုပ်ပွဲမကစားနိုင်အဲကြောင့်ဒီဘက်မှာဖူဟန် body ကြိုက်တယ်ဘောပေါင်းကအာဆင်နယ်ပွဲတွေကိုပေါင်းပြော့လေးပြီးတော့တခါလေးကျရင်လည်းပေါ်တတ်တယ်ဗျဒီဘက်တော့ကိုပေါင်းအပေါ်ကြိုက်တယ်ဖူဟန်လည်းကိုသွင်းနိုင်လိမ့်မယ်လို့အဲ့လိုထင်လို့ကျွန်တော်ဒီဘက်ကိုပေါင်းအပေါ်ရွေးတယ်ဗျ2-1-1-2ဒီပုံစံပြီးလိမ့်မယ်လို့မျှော်လင့်တယ်နောက်ပွဲလေးတွေပဲနောက်ပွဲလေးကကျတော့စပိန်လာလီဂါပွဲစဉ်နေစပိန်လာလီဂါပွဲစဉ်ကအိုဆာဆူနာနဲ့ဘာစီလိုနာတို့ရဲ့ပွဲဖြစ်ပါတယ်ဒီပွဲကကျတော့မြန်မာစံတော်ချိန်3ည7နာရီခွဲမှာကစားမယ်ပေးတာတော့ဘာစီလိုနာကတလုံးသွင်း50ဗျကြည့်အောင်နည်းနည်းပြော့တယ်တလုံးသွင်း50အပေါင်းတေမှသူအရှုံးပေါ့ဗျာဂိုးပေါင်း3လုံးတေပေးတယ်အခုနေခင်းမှာတော့ဂိုးပေါင်းကြီးလဲအတူတူပဲဘော်ဒီကြီးလဲတလုံး50ပေါင်းမယ်အခုချိန်ထိအောင်တော့အော်ကြီးကမပြောင်းနေဘူးဗျသူနဲ့သင်းဒါဘာစီလိုနာအဆင့်1မှာရှိတယ်ဗျာရမှတ်85မှတ်
Osasuna အဆင့်6မှာရှိရမှတ်တော့42မှတ်ပေါ့42မှတ် Osasuna 42မှတ်ဆိုတော့Osasuna ကိုပွဲတွေနိုင်မယ်ဆိုရင်ဒါ45မှတ်ဆိုလို့ရှိရင်45မှတ်ဆိုရင်ဒါဥရောပဝင်ကွင်းနဲ့လည်းနီးစပ်တယ်ဗျဂီတာပေးဆိုရင်ခုလက်ရှိအဆင့်6မှာရှိရမှ44မှတ်Osasuna ကိုလက်ရှိ42မှတ်ဒီပွဲနိုင်မယ်ဆိုခဲ့ရင်ခုနပြောလို့ပဲ45မှတ်ဆိုရင်ဒါConference League ဝင်ကွင်းကတော့ရသွားမှာပဲConference League ဝင်ကွင်းရမယ်ဆိုရင်အထက်က Real Betis ကရမှတ်50ပဲရှိသေးတယ်ရမှတ်50ဆိုတော့Europa League ကိုလည်းနည်းနည်းတော့နီးစပ်တယ်အဲ့ဒါဆိုတော့ဒီပွဲကဘာစီလိုနာတို့အနေနဲ့ကျတော့အရင်မရှိတော့လို့ပြောဖြစ်တယ်ကိုကReal Madrid နဲ့ကျတော့ရမှတ်က17မှတ်လောက်ဖြစ်သွားတယ်ကိုသူက85မှတ် Real Madrid က94မှတ်ပွဲစဉ်ချင်းကအတူတူပဲအဲ့ဆိုရမှတ်17မှတ်လောက်ဖြတ်ပြီးဗျာဒီ Real Madrid ကနောက်ထပ်လက်ကျန်5ပွဲလုံးနိုင်ခဲ့ရင်တော့မှပဲ15မှတ်ပဲရမှာဆိုတော့ဘာစီလိုနာတို့အနေနဲ့လက်ကျန်ပွဲလေးတွေမှာတပွဲလောက်နိုင်ပြီးကျန်တဲ့ပွဲလေးတွေတရေလောက်ကစားရင်တော့မှပဲအမှတ်ပေးပလားရနေပြီရာကိုးတယ်လည်းအများကြီးရထားတာဆိုတော့လေဘာစီလိုနာဒီပွဲမှာတလုံးအပေါင်း50ပြီးတာတော့သူနိုင်ခြင်းလဲနိုင်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ဒီပွဲတရေကစားရင်လည်းကစားလိမ့်မယ်အဲ့လိုထင်တယ်ခုနအိုဆာဆူနာလည်းဥရောပဝင်ခွင့်ရမယ်နေရာရောက်မှာဆိုတော့လေနောက်တော့ဒီဘာစီလိုနာတို့အနေနဲ့လည်းဒီပွဲတွေမဖြစ်မနေနိုင်စရာမလိုဘူးဗျာတရေကြပြီးတော့နောက်ထပ်လက်ကျန်ဘယ်နှပွဲ5ပွဲလောက်ကျန်တဲ့ထဲမှာတပွဲလောက်နိုင်နေဆိုရင်တော့မှပဲကဒီ Real Madrid ကသူ့ကိုမမီနိုင်တော့အမှတ်ချင်းတူရင်တော့မှပဲ Real Madrid ကလက်ကျန်ပွဲအကုန်လုံးနိုင်လို့ရမှတ်ချင်းတူသွားခဲ့ရင်တော့မှပဲရာကိုကများပြီဆိုဘာစီလိုနာရဲ့ဖလားလိုပဲပြောရမှာပဲကွာအဲ့ဒါဆိုတော့ဘာစီလိုနာဒီပွဲမှာတရေတွေပါကစားသွားနိုင်တယ်ဗျနည်းနည်းငွေရှာတာလေးပါလေးလုံးနိုင်တယ်ဒီပွဲမှာသူကအနိုင်ယူလဲယူသွားမှာပေါ့ဗျာဒီပွဲကကျွန်တော် body ရှောင်းတယ်ဗျ body ရှောင်းတယ်အိုဆာဆူနာကလည်းဒီပွဲအိမ်ကွင်းလဲဖြစ်တော့လေဘိုးသွင်းနိုင်လိမ့်မယ်ထင်တယ်3လုံးတရေပြီးတယ်ဒီပွဲတော့ဘိုးပေါင်းအပေါ်လေးတစ်ကြောင်းမဲနေခြင်းတယ်ဗျအပေါ်တစ်ကြောင်းမဲနေခြင်းတယ်သူတို့ချင်းအရင်တကြောတွေ့တော့ဘာစီအိမ်ကွင်းတော့ဘာစီလိုနာ2စီးနဲ့နိုင်ထားတယ်ဗျဒီပွဲမှာကျွန်တော်အိုဆာဆူနာဘက်ကလည်းတစ်လုံးလောက်တော့သွင်းနိုင်လိမ့်မယ်လို့ထင်တယ်ဗျဒီနောက်ဆုံး5ပွဲမှာတော့အိုဆာဆူနာဂိုးမသွင်းတာတစ်ပွဲပဲရှိတယ်ဗျဒီပွဲအနေဆုံးနှစ်ဖက်ပေါင်းသူကို3လုံးတော့ရောက်လိမ့်မယ်1-2-1တော့အနေဆုံးဖြစ်လိမ့်မယ်ဗျအဲ့ဒီအထက်ရောက်မြောက်ပဲကြည့်ရလိမ့်မယ်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်ကြောင်းပဲရွေးတယ်ဗျဘော်ဒီကတော့ဘာစီလိုနာလဲမနေရဲဘူးပေါက်ကြီးရတော့အခုနောက်တစ်ပွဲကကျတော့ဒါကတော့စီးရီပွဲစဉ်တွေကကိုမိုနဲ့နာပိုလီတို့ရဲ့ပွဲဖြစ်ပါတယ်သူကည10နာရီခွဲမှာကစားမယ်ဗျပေါက်ကြီးကတော့ကိုမိုကတောင်မှအပေါ်ကြီးပေါက်နေတွေ့တယ်ကိုမိုက50ပြပေးထားတယ်ကိုပေါင်းနှလုံး50ရှုံးအခုနေကင်းမှာတော့ကိုပေါင်းချက်အတူတူဘော်ဒီက40ရှုံးနေနည်းနည်းလေးပဲပြောင်းတယ်သူ့နှစ်သင်းကဒါကုနာပိုလီအဆင့်2မှာရှိရမှာ69မှတ်69မှတ်ဆိုပေမဲ့လို့ဒါယူရိုပါလိဝင်ဝင်ရတဲ့ဒီခုလက်ရှိတော့ကိုမိုက61မှတ်ပဲယူရိုပါလိဝင်ဝင်ရတယ်ရိုမာကွန်ဖရင့်လိပဲဝင်ဝင်ရတယ်သူလည်း61မှတ်ပဲအဲ့ဒါဆိုတော့ကိုကအဆင့်6ထိအောင်အဆင့်2ကနေအဆင့်6ထိအောင်ရမှ60ကျော်တယ်ဗျအဲ့ဒါဆိုတော့နာပိုလီလည်းတေချာပေါက်ခုလက်ရှိအဆင့်2ဆိုပြီးတော့ဒါချန်ပီယံလိဝင်ပြီလို့ပြောမရသေးဘူးလက်ကျန်ပွဲလွဲချော်လို့တော့မရသေးဘူးကိုမိုကခုလက်ရှိယူရိုပါလိဝင်ဝင်ရတယ်အဆင့်5မှာရမှတ်60နဲ့တမှတ်ရထားတယ်ဗျဒီပွဲကတော့ကျွန်တော်ဘာမှကြည့်မနေဘူးဗျပေါက်ကြီးကဒါကိုမိုကနေအပေါ်ကြီးတောင်ပေါက်နေဆိုတော့ကျွန်တော်ဒီပွဲကိုမိုနိုင်မနိုင်တည်ရအနေဆုံးဖြစ်လိမ့်မယ်ဗျကျွန်တော်အဲ့ပုံစံတတ်မှတ်တယ်ဒီပွဲကိုကျွန်တော်ကိုမိုဘော်ဒီကြိုက်တယ်ဗျဒါအောက်ဦးတင်းကနေပြီးတော့ဒါအပေါ်ကြီးပေါက်နေဆိုလေနာပိုလီကအဆင့်2ကနေပြီးတော့ဒီအဆင့်5ကိုသူအပေါ်ကြီးမပေးရဘူးဗျအဝေးခွင်းဖြစ်ုံနဲ့တယ်ဒါကိုမိုကနေပြီးတော့အောက်ကနေအပေါ်နှံ့အပေါ်ကြီးပေးထားတာအိမ်ကွင်းလည်းဖြစ်တော့ကျွန်တော်ဒီပွဲကိုမိုဘော်ဒီကြိုက်တယ်နေဆုံးတည်ရကစားနိုင်လိမ့်မယ်ထင်တယ်ချန်ပီယံလိဝင်ခွင့်ရအောင်လဲကိုပွဲတွေကြိုးစားလိမ့်မယ်ဗျကိုလက်ရှိတော့ယူရိုပါလိပဲဝင်ခွင့်ရထားတာဒီပွဲနိုင်64မှတ်ရာကိုကကျတော့သူကများတယ်ဗျဂျူဗင်တက်ထက်သူကရမှတ်ကတူသွားမယ်ဆိုတော့မှပဲရာကိုကကျတော့သူများတယ်လေအစင်လေးကိုရောက်နိုင်တယ်အဲ့ဒါဆိုတော့ဒီပွဲကိုမိုအနိုင်ကစားလာလိမ့်မယ်ဗျကျွန်တော်ဒီပွဲကိုမိုဘော်ဒီကြိုက်တယ်ဂိုးပေါင်းနှလုံး50ရှုံဒီပွဲတော့ကိုပေါင်းအပေါ်ကြိုက်တယ်ဗျကိုပေါင်းအပေါ်ကြိုက်တယ်ဆိုတော့သူချင်းဒီနှစ်တွေ့တာ2ကြိမ်တွေ့ပြီကိုပါဒီလျံဖလားပွဲသေးရဲ့ဒီစီးရီပွဲသေးနာပိုလီအိမ်ကွင်းရဲ့2ပွဲလုံးကဂိုးအောက်တေးကြီးဖြစ်တာဒီပွဲတော့ကျွန်တော်ကိုပေါင်းအပေါ်ဖြစ်လိမ့်မယ်လို့မျှော်လင့်နေဒီပွဲကိုပေါင်းအပေါ်ကြိုက်တယ်ဗျနောက်ထပ်ပွဲတစ်ပွဲနောက်ပွဲလဲစီးရီပွဲသေးမယ်သူကကျတော့အတလန်တာနဲ့ဂျီနိုအာပွဲသူကည
တနာ15မိနစ်မှာကစားမယ်ဗျပေါက်ကြီးကအတလန်တာတစ်လုံးပေါင်း10ပေးတယ်ဗျကိုပေါင်းက3လုံးကို80အပေါင်းပေးထားတယ်ကိုပေါင်း3လုံးကို80အပေါင်းအခုနေကင်းဘက်လည်းအတူတူပဲဒီပေါက်ကြီးပဲဒီပွဲပေါက်ကြီးတော့သူနှစ်သင်းကဒါအတလန်တာခုလက်ရှိဟိုမှာရှိတယ်အဆင့်ခွန်မှာရှိရ54မှတ်ဒီပွဲနိုင်ုံနဲ့တော့59မှတ်ပဲရှိသေးဗျဒါပေမဲ့လို့အထက်ကရိုးမားတို့ပုံမှုတော့61မှတ်တွေဆိုတော့နည်းနည်းမျှော်လင့်လို့ရပါသေးတယ်ဥရောပဝင်ခွင့်လေအတလန်တာတို့အနေနဲ့ဒါအိမ်ကွင်းလည်းဖြစ်တော့ဗျာအခုပွဲအိမ်ကွင်းပေးတဲ့ကိုလည်းသူဟိုနိုင်ရလက်လေးနဲ့ဖြောပြေးခြင်းလိုက်မယ်နောက်ပြီးတော့ဒီပွဲတွေနိုင်မယ်ဆိုရင်ဒါဥရောပလည်းဝင်ခွင့်ရနိုင်ဖို့နည်းနည်းနီးစပ်ပါတယ်အဲ့ဒါဆိုဒီပွဲတော့ဘာမှသိပ်ပြောမနေကြအတလန်တာပဲကြိုက်တယ်ဂျီနိုအာခြေသွမ်းလည်းမကောင်းဘူးဗျာအခုလက်ရှိအဆင့်14မှာ39မှတ်ရထားတယ်တန်းစင်းဆောင်လည်းလွတ်တယ်ဥရောပဝင်ခွင့်နဲ့လည်းဝေးတယ်အဲ့ဒါဆိုတော့ဒီပွဲအတလန်တာတေချာလိမ့်မယ်လို့ပဲထင်ပါတယ်အတလန်တာပဲနိုင်လိမ့်မယ်ဗျာအနေဆုံးတစ်လုံး30လောက်တော့စားရင်စားရလိမ့်မယ်အဲ့ဒီအထက်ရောက်မရောက်ပဲကြည့်ရလိမ့်မယ်ဗျာဒီပွဲအတလန်တာဘော်ဒီတကြောင်းပဲရွေးတယ်ဗျဂိုးပေါင်းတော့ကြည့်မနေဗျာအတလန်တာတစ်ဖက်ရဲ့ဂိုးနဲ့တင်အဆင်ပြေလိမ့်မယ်လို့ပဲထင်ပါတယ်အတလန်တာတစ်ဖက်တည်းပဲ1-0ကနေပြီးတော့အထက်ကိုကြည့်ရလိမ့်မယ်ထင်တယ်ဒီပွဲမှာအတလန်တာဘော်ဒီပဲရွေးပါတယ်ဗျဟုတ်ကဲ့ဒီနေ့ခံမှန်းတာကကျွန်တော်ပွဲစဉ်နောက်ကြပိုင်းလာမယ့်ပွဲစဉ်၄ပွဲရွေးချယ်ပြီးတော့ခံမှန်းထားပါတယ်ဗျဒီ၄ပွဲအကြိုက်တူမှလည်းကစားပါအကြိုက်မတူလည်းပတ်ကန်ပြီးတော့ကစားမနေ့ကခံမှန်းတဲ့ပွဲလေးတော့တိတ်မဆိုးပေါ့ဗျာလီယူနိုက်တက်ဘော်ဒီနဲ့ကိုအောင်ပေါ့အဲ့ပွဲလေးကတော့စုံရမယ်ဗျအဲ့ဒါလေးအဆင်ပြေတယ်ဒီလက်ချီပွဲလက်ချီဘော်ဒီအဲ့ဒါလေးအဆင်ပြေမယ်ဗျဒီဟွာကမနေ့ကမန်ပါတွေအတွက်ကတော့စုံအဆင်ပြေပါတယ်ဒါလက်ချီဘော်ဒီအဆင်ပြေမယ်နောက်တော့ဒီလီယူနိုက်တက်ဘော်ဒီနဲ့ကိုအောင်အပေါ်မနေ့ကတော့3မျိုးပြလိုက်တာ3မျိုးလုံးအကုန်လုံးအဆင်ပြေကြတယ်ဗျ Telegram ဟိုဟာမပါပွဲအတွက်ကတော့ခုညမှာလည်းအကြိုက်တူမှာလည်းကစားနောက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကြိုက်နေတဲ့တယ်ဆိုလို့ရှိရင် like နဲ့ subscribe လေးပေးပါနောက်ပြီးတော့ notification bell ကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ဗျ Telegram channel link ကတော့တုံးစံတိုင်းကျွန်တော် comment ထဲမှာထည့်ပေးထားမယ် comment ထဲမှာထည့်ပေးမယ်အဲ့ဒီမှာဝင်ထားပေးဘောလုံးပွဲတွေကိုယ်တိုင်ကိုကြပါဝင်ဆင်နွှဲခြင်းနဲ့ဆိုလို့ရှိရင်တော့Telegram ထဲမှာဝင်အဲ့ဒီထဲမှာဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေရှိတယ်နောက်ပြီးတော့ကျွန်တော်ချီဆက်သွယ်မယ်ဆိုလို့ရှိရင်လည်းအဲ့မှာဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေထည့်ထားကြခုညကစားမဲ့ပွဲစဉ်လေးတွေကနေပြီးတော့ဘယ်တင်းကနိုင်မယ်ဘယ်တင်းကရက်တည်အဆင်ပြေမလဲမယ်ဆိုတော့ comment မှာ comment ပေးလို့ရပါတယ်ခုညမှာလည်းအားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ